K-pop idol တယောက်ဖြစ်ပေမဲ့မြန်မာတန်ဆင်သချင်းတွေကိုပိုင်နိုင်သိဆိုပြနိုင်တဲ့အတီတီပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီ celebrity ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတော့မှမြန်မာတန်ဆင်သချင်းတွေကိုကြည်လင်တဲ့အတန်နဲ့သိဆိုနေတဲ့မိန်းကလေးတယောက်ကိုသတိထားမိကြမှာပါသူကတော့ New Year ဆိုတဲ့ Korea K-pop အဖွဲ့တွေကအဆိုတော်တယောက်ဖြစ်ပြီးတော့ထူးခြားတဲ့အတန်ပိုင်ရှင်ဖြစ်ပါတယ်သူရဲ့နာမည်ကတော့ဒီတီလို့ခေါ်ပြီးတော့လူအများစုကတော့သူ့ကိုကိုရီးယားတယောက်လို့ထင်ကြတာပါတကယ်တော့ဒီတီကမြန်မာမာလေးတယောက်ဖြစ်ပြီးကိုရီးယားနိုင်ငံကအဖွဲ့တစ်ခုမှာအိုက်ဒေါတယောက်ဖြစ်အောင်စူးစမ်းလာခဲ့သူပါဒီတီကလက်ရှိမှာကိုရီးယားနိုင်ငံမှာနေထိုင်သူဖြစ်ပြီးတော့မြန်မာပရိသတ်တွေက TikTok ကနေတချင်းတွေဆိုပြတတ်ပါတယ်။တကြံတချင်းတွေမြန်မာအတန်စဲတချင်းတွေလည်းဆိုပြနိုင်တာကြောင့်အားပေးမှုတွေကိုရရှိနေရပါစတူဒီယိုမှာအတန်တွင်းတာမဟုတ်ပဲအခန်းထဲမှာအနားယူရင်းနဲ့ဆိုပြတဲ့အတန်ကိုကအရန်ကောင်းနေရကြောင်းမြန်မာတချင်းတွေသိဆိုဖို့တောင်အားပေးနေကြပါတယ်။ဒီတီကတကြံတချင်းဆိုပြီးတော့ကိုရီးယားမလေးတွေကကနေကြတဲ့ဗီဒီယိုကတော့လူကြိုက်များနေပါတယ်။ဒီတီကကိုရီးယားစကားကိုလည်းကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်လို့မြန်မာတချင်းကိုလည်းပြီးသားအောင်ဆိုနိုင်တာကြောင့်အန်အောနေကြပြီးတော့နောက်မှသာမြန်မာတယောက်ဆိုတာကိုသိသွားခဲ့ကြပါတယ်။သူရဲ့နာမည်ရင်းကတော့စုနတီဆိုးဖြစ်ပြီးအသက်ကတော့29အရွယ်ရှိပါပြီ။ဒီတီက New Year အဖွဲ့နဲ့2024ခုနှစ်စက်တင်ဘာလထဲမှာပွဲဥထွက်ခဲ့ပြီးတော့ Focus ဆိုတဲ့တခြင်းကိုထွက်ရှိထားပါတယ်။ကိုရီးယားနိုင်ငံမှာအနေအကျပြီးဖြစ်တဲ့ဒီတီကမြန်မာစကားကိုလည်းမမေ့သွားပဲပရိသတ်တွေကိုသိဆိုပြနေပါတယ်။ဒီတီကမြန်မာနိုင်ငံကတက္ကသိုလ်တက်ရင်ကနေကိုရီးယားနိုင်ငံမှာပြောင်းရွှေ့ပြီးတော့တက်ရောက်ခဲ့ရပါ။ဒီတီကကိုရီးယားမှာပွဲရအောင်စူးစမ်းပြီးရဲ့နောက် K-pop idol တယောက်ဖြစ်အောင်စူးစမ်းခဲ့ပါတယ်။ကိုရီးယားမှာတော့ K-pop idol ဖြစ်အောင်ဆယ်ကျော်သက်အရွယ်ကလေးကလေ့ကျင့်နေကြပြီဖြစ်ပေမယ့်ဒီတီကတော့အသက်23နှစ်မှသာစတင်ခဲ့ရပါတယ်။ငယ်စဉ်ကလေးကစူးစမ်းလာတဲ့သူတွေကြားမှာ PR တွေကတော့ရှိခဲ့ပါတယ်။အရေးချင်းရှိပေမဲ့ကိုရီးယားနိုင်ငံမှာတော့အနုပညာရှင်တယောက်ဖြစ်လာဖို့ကမလွယ်ကူပါဘူး။နှစ်များစွာစူးစမ်းခဲ့ရတဲ့ဒီတီကတချင်အသစ်မထွက်နိုင်သေးရကြောင်းသူ့ကိုနှမျောနေကြပါတယ်။တခြားအေဂျင်စီတစ်ခုခုမှပြောင်းလဲပြီးတော့တချင်ဆိုဖို့အတွက်အကြံပေးကြပါတယ်။ Blackpink ဖွဲ့ကလီဆာကကိုရီးယားနိုင်ငံမှာအောင်မြင်နေတဲ့ထိုင်းမာလီဖြစ်နေလို့ဒီတီကိုလည်းအောင်မြင်စေချင်ကြပါတယ်။ဒီတီကအစွမ်းကုန်စူးစမ်းပေမဲ့လည်းသူ့ရဲ့အေဂျင်စီကြောင့်အရေးချင်းတွေကိုအပြေအဝထုတ်ပြခွင့်မရပါဘူး။ဒီတီကအရင်ကတော့မြန်မာပရိသတ်တွေနဲ့အလံဝေးပေမဲ့အခုတော့ TikTok မှာတချင်းတွေဆိုပြရာကနေမြန်မာပရိသတ်တွေကိုရရှိနေပါပြီ။ဒီတီကထူးခြားတဲ့အတန်ပိုင်ရှင်ဖြစ်နေအောင်မကပဲအကလည်းကောင်းတဲ့သူတယောက်ပါ။ကိုရီးယားနိုင်ငံကအလားပါစံနှုန်းတွေအတိုင်းရရှိအောင်ဒီတီကခန္ဓာကိုယ်ကိုတည်တည်သွယ်ဖြစ်အောင်လေ့ကျင့်ထားရပါတယ်။အကတွေကိုလည်းလေ့ကျင့်ထားပေမဲ့တချင်းတပုတ်နဲ့တပုတ်ထွက်ဖို့အတွက်အချိန်ကြာမြင့်နေရကြောင်းသူ့အတွက်နှမျောနေကြတာပါမြန်မာနိုင်ငံကနေ K-pop idol တယောက်ဖြစ်အောင်စူးစမ်းရတာမလွယ်ကူပေမဲ့ကိုယ်အစွမ်းစားနဲ့ကိုစူးစမ်းခဲ့တဲ့ဒီတီအတွက်မြန်မာနိုင်ငံကနေ K-pop idol တယောက်ဖြစ်အောင်စူးစမ်းရတာမလွယ်ကူပေမဲ့ကိုယ်အစွမ်းစားနဲ့ကိုစူးစမ်းခဲ့တဲ့ဒီတီအတွက်မြန်မာပရိသတ်တွေကဂုဏ်ယူနေကြပါတယ် K-pop idol ဖြစ်တဲ့လူငယ်တွေအတွက်ဒီတီကိုကြည့်ပြီးတော့စူးစမ်းခြင်းစိတ်တွေလည်းဖြစ်လာစေမှာပါပရိသတ်ကြီးတို့ရောဒီတီကိုအားပေးမှာလားဒီတီရဲ့တီဆိုပုံတွေကိုသဘောကျရဲ့လားဆိုတာပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်